အလွမ်းကဖီရဲ့တောင်းလေးမှာအလွမ်းမီတော့များနဲ့မျောနေစေဒီချိန်ကလေချစ်ကေတို့မြန်မာပြည်ကြီးအတွက်ကံဆိုးတဲ့နှစ်လို့လည်းပြောနိုင်တယ်ဒုက္ခပေါင်းစုံကြုံတွေ့ရတဲ့အချိန်မှာချစ်ကေတို့မြန်မာပြည်လေးကပိုခံစားရတယ်ပိုထိခိုက်ခဲ့ရတယ်ငလင်းလောက်တာချင်းအတူတူကိုမြန်မာပြည်သူပြည်သားတွေပိုထိရတယ်အဲ့ဒီစိတ်ဆင်းရဲမှုကလည်းချစ်ကေမှာအရေးကြီးလို့ပဲကိုတစ်စက္ကန့်လေးလေတားတို့သမီးတို့ရဲ့မျက်လုံးပိတ်ကြည့်အသက်ရှူမှကြည့်သူတို့ဘလို့ခံစားနေရမလဲအဲ့ဒီကိုချင်းစာတရားချစ်ပြော6လန့်နေတယ်လို့ပဲကြားနေရတယ်သူတို့ဘလို့နေမလဲဆိုတော့တွေးမိတာတခုနော်ကိုအကိုလိုချစ်တဲ့ကိုချင်းကြီးကအမျော်လင့်မယ်ဒီလိုကြီးဖြစ်သွားတော့ချစ်ကေရင်ထဲမှာဟုတ်ယူဘလို့ခေါ်မလဲတားတို့သမီးချစ်ကေလည်းတရားနဲ့ဖြေပါတယ်မဖြေလို့မရဘူးဖြေလို့မရဘူးဟိုမြန်မာပြည်သူမှာပြည်မှာရှိတဲ့ငလင်တက်မှာခံစားတော့တဲ့လူတွေကခံစားပြီးတိတ်လိုက်ရတာလေနော်ခံစားပြီးတိတ်လိုက်ရတာအဲ့ဒီတော့လည်းချစ်ကေယူကျုံမရတယ်လို့ကိုအကိုလိုချစ်တဲ့အကိုကြီးတယောက်ဆုံးရှုံးရတဲ့အတွက်ကြောင့်လေချစ်ကေအရန်ခံစားနေရပါတယ်ဒါကြောင့်မို့ချစ်ကေနောက်ဆုံးနေလေးကိုအကိုလာပြီးကထော်တာပါချစ်ကေကကိုစိတ်ပါပဲအောင်းမိခဲ့တာတရားသဘောချင်းစင်ကြယ်ပြီမဲ့လေဟာကြောက်စရာကြီးပါလားနေမြင်ငါပြောက်ခုမြင်ခုပြောက်ဆိုတဲ့တရားကြီးကိုချစ်ကေပိုသိလာတယ်ငလင်မှာလည်းသိလိုက်ရတယ်အခုကိုကြီးကိစ္စမှာလည်းပိုသိလိုက်ရတယ်မထင်ဘူးလေချစ်ကေတို့နောက်ပြောင်လေ21ရက်နေ့မှာလည်းနောက်ပြောင်နဲ့လေချစ်ကေတို့တချင်းတိုက်တဲ့နေ့မှာလည်းနောက်ပြောင်လေမထင်ဘူးပေါ့ဒီလိုဖြစ်မယ်လို့ဒါပေမဲ့သူ့ကိုသူဟန်ဆောင်ထားမှတော့ချစ်ကေရိတ်မိတယ်အကိုညံ့စားနော်အကိုတိတ်ကြည့်ရတာအကိုနည်းနည်းအားမရှိဘူးနော်ငယ်ပြောတယ်အာညီမရဲ့တဲ့ပူတာဟုတ်တဲ့အဲ့လိုသူပြောတယ်ပူတော့လေဖြစ်ပါပေါ့တဲ့သူကိုယ်တိုင်ကားမောင်းလာတာကိုချစ်ကေတို့ဟိုတချင်းတိုက်တဲ့နေ့ကသူကိုယ်တိုင်ကားမောင်းလာတော့ချစ်ကေလည်းသူ tough ပဲချင်တာပေါ့ဒါပေမဲ့သူ့မျက်နှာနည်းနည်း feel ဖြစ်နေတယ်မျက်နှာလေးနည်းနည်းဟိုအယောင်ကနှုတ်တော့အကိုတည်းတတိထားနော်လို့အကိုကြည့်ရတာလို့ဟိုတိတ်ပြီးတော့ဒီသွေးတွေမရှိသလိုပဲဟုတ်တယ်ငါသွေးအားနေနေတာတဲ့အဲ့တော့သူပြောတယ်အဲ့ဒီကသူဂယူးဆိုင်လိုက်ရမှာနော်သူကသူလည်းယောက်ျားလေးဆိုတော့ဒီတေးတိုင်းလည်းပေါင်ပါပေါ့နော်တပီးလို့လေအရင် close ဖြစ်တာနောက်ချစ်ကင်နဲ့သူနဲ့ဆိုလေဒီပွဲမရှိလဲဟို messenger မှာပြောနေကြဆိုနေကြနောက်ချစ်ကင်တစ်ခုလုပ်မယ်ဆိုလဲသူကအမြဲတမ်းတတိပေးတယ်ညီမကြီးချစ်ကင်ကနတ်သမီးလို့ပဲခေါ်တာသူကနတ်သမီးငါညီမနတ်သမီးငါညီမကြီးတခုဆိုလဲအကိုနော်အကိုနည်းနည်းလေးတတိထားပြောအောင်နောက်ငယ်ချစ်ကင်လို့ချစ်ကင်ကအမှန်တရားကြီးပြောတတ်တော့ညီမကြီးအမှန်တိုင်းမကောင်းဘူးနော်တတိထားပြောအောင်အဲ့လိုပေါ့တက်ကတတိပြီးနေကြဆိုတော့ပိုခံစားရတယ်နောက်သူ့မှာလည်းသားလေးကလူမမယ်လေးလေဒီကလေးလေးကိုချင်ရချစ်တယ်အဲ့ကလေးလေးကချစ်ကင်ကိုမြင်တာနဲ့ तू ကလာပြီးပွေတာဖက်တာဟိုပွဲမှာလေ21ရက်နေ့တော့လာဖက်တာတာချစ်ကင်ကို तू သိတာပေါ့ဆိုပြီးတော့အဲ့လိုမျိုးတတိတို့လည်းတွေ့မှာပါနော်ဆိုတော့ပိုခံစားတာပေါ့သားရဲ့နော်နောက်ပြီးချစ်ကင်တို့အနုပညာလောကလူတွေကအဖိုးတန်တဲ့လူတွေရောဟုတ်လားဟိုအသက်ကြီးပိုင်းလူတွေရောအသက်ငယ်တဲ့လူတွေရောအဖြုတ်ကြွေကြတာမြင်တော့စိတ်ထိကြိုက်တယ်အဲ့တော့ကိုလည်းခုနပြောတော်လို့ပေါ့အားလုံးထဲမှာကိုလည်းတနေ့သွားမှာပဲသားတို့တနေ့တွေတနေ့သွားမှာပဲမသွားခင်မှာစိတ်ကောင်းဝေးဖို့နဲ့ကိုယ့်ရဲ့ကုသိုလ်တရားတွေပါသွားဖို့ပဲလိုတယ်ဒါပေမဲ့ကိုကြီးကချစ်ကြယုံကြည်ပါတယ်သူစိတ်ပူတာလေးတော့ရှိပေမဲ့လေသူ့စိတ်ကမယုံညံ့ဘူးတကယ်မယုံညံ့ဘူးသူတော်ကောင်းတရားရှိတယ်သူခါကျသူတရားထိုင်နေပဋိစိတ်တဲ့အဲ့ဒီကုသိုလ်တွေသူအများကြီးပါသွားမှာပါနောက်ပြီးတော့ငလျင်အတွက်လည်းသူမိုးရင်းကားတွေလေသူလှူတယ်လေနော်အဲ့ဒီကုသိုလ်တွေသူအများကြီးပါသွားလိမ့်မယ်သားနောက်ဆုံးတော့နောက်မှဥအတွက်လည်းစတောင်းကားလေးလည်းပြောပါဟုတ်ကဲ့ခုနကတော့သူ့ရဲ့ရုပ်လောက်ကြည့်ပြီးတော့တတ်မဲ့ခန္ဓာကြီးကိုကြည့်ပြီးတော့အော်ငါတို့တွေလည်းတနေ့ဒီလိုသွားမှာပဲတေတော်သူကိုတေမဲ့လူတွေကလိုက်ပို့နေတာပါပဲချစ်ငယ်စီတီလုံးတရားလုပ်ပြီးတော့ချစ်ငယ်လှူခဲ့တဲ့ကုသိုလ်ကောင်းမှုအားလုံးကိုအကူကြားပါစေအကူရောက်တဲ့နေရာနေမြင်ပါစေဆိုပြီးတော့ချစ်ငယ်အခုပဲသူအမျှပေးခဲ့ပါတယ်မနေ့ပြန်လှူမဲ့အလှူမှာလဲသူ့ကိုချစ်ငယ်တာတူခေါ်မှာပါမနေ့ပြန်ချစ်ငယ်ငလင်အတွက်ပေါ့နော်ဟိုနာရေးကူညီမှုအသိရန်ကုန်နာရေးကူညီမှုအသိမောင်ထုံးကိုလေးကို
ချစ်ငယ်ဖုန်းဆက်ထားပါတယ်ချစ်ငယ်သွားလှူမလို့အရင်နေ့တွေကတော့ချစ်ငယ်မအားလို့မသွားပြစ်ဘူးအဲ့ဒီမှာလေသူ့အတွက်ကိုကြီးစုပြီးတော့ချစ်ငယ်မြတ်တာပို့မှာပါကျမချမ်းသာကြပါစေကက်ကြီးသုံးပါကြော်နေနေချပါစေတားတို့သမီးတို့အားလုံးကျမပါစေချမ်းသာပါစေ